တစ်ပင်ခုတ်ထားတယ်ကြံနေသေးတယ်တင်းငုတ်တို့ဆက်နဲ့ဆက်ကိုကျွန်တော်တို့ကလေးတွေဆော့တယ် remove နဲ့မောင်းတာကြည့်ကြည့်အောင်ကြီးတွေကိုခဲဖို့ကားတစ်စီးအားလုံးပေါင်း3စီးလူ3ယောက်အလုပ်လုပ်တာအချိန်ခဏလေးပါပဲတစ်ပင်ကြီးကကြီးရကြဖို့မြေကြီးထဲမှာမြုပ်နေတဲ့တင်းကုတ်တို့ပါလေအကြီးရွယ်တစ်ပင်အမြစ်ကိုရှင်းလင်းပြီးသွားတဲ့အခါမှာသူတို့မြေကြီးလေးတွေတေးတေးတတ်တတ်နဲ့ပြန်ဖို့ဝေးတာ